ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ early game နဲ့ mid game မှာ damage ပိုထွက်အောင်လုပ်ပေးထားတဲ့လူကတ်ကိုဘယ်လိုကျန်းအောင်ဆော့ရမလဲဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲ gameplay လေးမပြောခင်လူကတ်ရဲ့ spell အကြောင်းလေးနဲ့အရင်စလိုက်ရအောင်ဗျာလူကတ်ရဲ့ passive ကတော့အောက်မှာအဝါရောင်ဘာတန်းလေးတစ်ခုရှိမယ်အဲ့ဒီဘာတန်းလေးကသူ့လိုလဲပြန်ဖြည့်ပေးနေမယ်ပြီးတော့ enemy ကို basic attack နဲ့ spell တွေသုံးမယ်ဆိုရင်တော့ဘာတန်းလေးကပြည့်တာပို့ပြီးတော့မြန်ပါတယ်ဘာတန်းလေးပြည့်သွားလို့လူကတ်ရဲ့ scale piece form ပြောင်းလိုက်ရင်အောက်ကဘာတန်းလေးကတစ်စက္ကန့်ကို10 resource ကြီးပြန်ရောက်မယ်ဒါပေမဲ့သူ့ရဲ့ scale တွေကို enemy ကိုထိအောင်သုံးနိုင်မယ်ဆိုရင်တော့ resource တွေကပြန်ပြီးတော့တက်နေမှာပါပြီးတော့သူ့ရဲ့ basic attack နဲ့ခုံနိုင်တယ်ဆိုရင်လည်း resource တွေကပြန်ပြီးတော့တက်မယ်ဒါကြောင့်မို့လို့ Lucas ကရင် enemy ကို scale တွေထိနိုင်အောင်တော့သုံးရပါမယ် scale တွေလွဲလို့တော့မရပါဘူး scale 1ကတော့ stat နှစ်ခုအထိစုလို့ရမယ် stat တစ်ခုမှမရှိဘဲသုံးလိုက်ရင်တော့ပုံစံတစ်မျိုးဖြစ်မယ် stat တစ်ခုရှိလို့သုံးလိုက်တယ်ဆိုရင်တော့ stand လိုမျိုးပုံစံကိုနှစ်ခါပေးမယ် stat နှစ်ခုရှိလို့သုံးလိုက်တယ်ဆိုရင်တော့ stand လိုမျိုးပုံစံကိုသုံးခါပေးမယ်ပြီးတော့ immune လဲရမယ် scale 1ကိုသုံးတယ်ဆိုရင်တော့ stat နှစ်ခုစုပြီးမှသုံးတာပဲပိုကောင်းပါတယ်Scale 2ကတော့ dash လိုက်ရင် found တစ်ခုပြောင်းသွားမယ်အဲ့ဒီ found က4စက္ကန့်အထိတည်ရှိနေမယ် found ပြောင်းပြီး basic attack ကိုနေလိုက်ရင် flash strike ကိုလည်းအပြင်းနဲ့ရိုက်ချက်ထွက်လာမယ်နောက်ပြီး basic attack rate မှာကျဲသွားမယ်ပြီးတော့ attack speed 20% လေးရမယ်နောက်တစ်ခုကတော့ scale 2သုံးပြီး found ပြောင်းပြီးလို့လက်သေးနဲ့ခုတ်တဲ့ damage ကိုအခု update မှာတိုးပေးထားတာပါ scale 2ကိုတော့ကိုလည်း early ပိုင်းမှာ short ပေးထားပါသေးတယ်Scale 3ကတော့အောက်ကဘာတန်းလေးပြည့်သွားရင်ပွင့်ပါမယ်။ဘာတန်းလေးပြည့်လို့ဖောင်ပြောင်းလိုက်ရင်ပထမဆုံး immune ဖြစ်သွားမယ်။ movement speed 30တိုးမယ်။နောက်ပြီး HP physical attack speed physical defense နဲ့ magic defense တွေကို15%အထိတိုးမြင့်ပေးမှာဖြစ်ပါတယ်။သူရဲ့ Scale 3 level alike ဒီ15%ကနေ20%အထိတိုးမြင့်ပေးသွားမှာပဲဖြစ်ပါတယ်။ Scale 3 form ပြောင်းလိုက်ရင်အဲ့ဒီ Scale 3နေရာမှာနောက်ထပ် Scale တစ်ခုထပ်ပေါ်လာမယ်အဲ့ဒီ Scale ကတော့ Lucas ရဲ့ Shortwave Blast ဆိုတဲ့အလုံးကြီးတစ်လုံးပစ်လွတ်လိုက်တာပါနောက်ပြီးတော့ form ပြောင်းလိုက်ရင် Scale 1ကလည်း stat alike တက်ခိုက်တာတွေပြောင်းလဲသွားမယ် Scale 2ကလည်း form မပြောင်းခင်က Scale နဲ့အတူတူပါပဲဒါဆိုရင် Lucas ရဲ့ spell တွေအကြောင်းကိုနားလည်သွားမယ်လို့ထင်ပါတယ်ကျွန်တော်တို့ emblem နဲ့ item အကြောင်းတွေဆက်သွားလိုက်ရအောင်ဗျာလူကတ်ကို hyper ဆော့မယ်ဆိုရင်တော့ဒီ emblem နဲ့ဆော့ပါဒါဆိုရင်ကျွန်တော်တို့ item အကြောင်းလေးတွေဆက်သွားလိုက်ရအောင်ဗျာ boost ကိုတော့ကိုရောင်း boost ဖြစ်တဲ့ magic boost ကိုသုံးထားပါတယ်War Ace ကိုတော့မဖြစ်မနေထည့်ရပါမယ်သူကတော့ဝယ်ပြီးချင်းဒီ4000ခွက်ထဲမှာပြထားတဲ့ ability လေးတွေကိုချက်ချင်းရမှာပဲဖြစ်ပါတယ်သူ့ရဲ့ unit passive ကတော့ enemy ကို damage ပေးလိုက်ရင် stat တွေတက်လာမယ်အဲ့ဒီ stat က6ခုအထိစုလို့ရမယ် stat 6ခုပြည့်သွားလို့နောက်ပေးမဲ့ damage ရဲ့ 10% ကို true damage အဖြစ်လဲပြောင်းလဲပေးသွားအောင်ပါပြီးရင်တော့ Sky Bear စာထည့်ပါမယ် Hunter Strike ကိုတော့ကိုရောင်း reduction ပါတာကြောင့်ရယ်ပြီးတော့သူ့ရဲ့ unit passive က movement speed ရတာကြောင့်မို့ထည့်တာပါနောက်တစ်ခုကတော့ penetration item ဖြစ်တဲ့ Malefic Roll ကိုထည့်ပါမယ်နောက်ဆုံးတစ်ခုကတော့ Queen Win သူ့ရဲ့ unit passive ကတော့ 340% အောက်ရောက်ရင် enemy ရဲ့ damage 30% ကို3စက္ကန့်ကြာ short ချပေးမယ်ပြီးတော့ scale cooldown ကို2စက္ကန့် short ချပေးမယ်နောက်ထပ် unit passive တစ်ခုကတော့သွေးရော့တိုင်း damage တွေကိုတူတူပေးသွားမှာပါကွင်းဝင်းမထည့်ခြင်းဘူးဆိုရင်တော့ immortal ထည့်ခြင်းလည်းရပါတယ်ဒါဆိုရင် item နဲ့ emblem အကြောင်းတွေနားလည်သွားမယ်လို့ထင်ပါတယ် gameplay လေးကိုစားလိုက်ရအောင်ဗျာကဲကျွန်တော်ဘတ်တွေလည်းစားလို့လည်း fall လည်းရောက်ပြီးတတ်တယ်လည်းပေါ်လာပြီဆိုတော့ကျွန်တော်တတ်တယ်ကိုတယောက်ထဲဝင်သွားပါတယ်၄ယောက်တယောက်ပါ၅ယောက်တယောက်ဆိုပေမဲ့ကျွန်တော်တတ်တယ်ကိုတော့ရခဲ့ပြေးစရာ spell လည်းမရှိဘူးဆိုတော့ short ဒီလိုနဲ့ပဲပြန်ထွက်လာတော့ create fan ဒီမှာ goal lane ကိုတွား run ပေးအလဲမှာတော့ကားမောင်းပြီးတော့လာနေပြီကျွန်တော်ဘက်ကကောင်တွေကတိတ်တော့ queue ဆိုင်ဘူးအေးမေကြီးကိုဖျက်တက်လိုက်တာဟာကောင်းလိုက်တဲ့ tiger ရဲ့tiger ရဲ့ implosion နဲ့ပြီးတော့မှကျွန်တော်တော့ကောက်စားပေါ့ဗျာထုံးစံအတိုင်းကောက်စားပဲပေါ့ကျွန်တော်တို့အသားလေး basic တက်နဲ့ခုတ်မှ level 1လေး3ဒီ enemy ဘက်ကနှစ်တန်လည်းတည်တော့မှာဆိုတော့ဒီကောင်ကနည်းနည်းဒီဘက်ကနေ6ထားလိုက်မယ်ဒီကောင်ကလာလို့မရအောင် granger တက်လို့ရအောင်လို့မလျှော်သွားရင်ဒါပေမဲ့ကျွန်တော်လည်းတတ်တယ်တော့မရတော့တတ်တယ်တော့မှဟာဘူးစားယူသွားတယ်ဒီကောင်ကကျွန်တော်ရဲ့ဘက်ကိုနှောက်နေလားဒီကောင်ကကျွန်တော်ရဲ့ဘက်ကိုမင်းရဲ့ဘက်လည်းပြန်စားမှာပေါ့ငါဘက်ကိုစားရင်တော့ဟာဘူးစားရဲ့ဘက်ကိုရသွားပြီဆိုတော့ကျွန်တော်ရဲ့ဘက်တွေကိုပြန်ပြီးတော့သွားစားမယ်မင်းဘက်မရှိတော့ဒီလာလီယာတော်တော်လေးกว่าထန်နေကြကျွန်တော်အတင်းလိုက်လုံနေအမအဲ့ဒီရှိတဲ့နေအောင်မရတော့နေအောင်ငါကွန်ကြောင်အရင်ကူရမယ်ရောအမနဲ့တန်ရောလက်သေးနဲ့ပဲတစ်ချက်ပြန်ကုတ်လာမယ်မင်းတို့လည်းလားရောအမမင်းလောင်ဒီကောင်မ AD ရှိနေလို့လွတ်သွားရှော့ရှော့တာလီလီယာ AD မရှင်းကျွန်တော်နိုင်တယ်ဒီကောင်
ဒီလိုနဲ့ပဲပြန်ထွက်အလဲမှာ creation နေတော့ဒီကောင်ကားကြီးနဲ့ရောက်လာဒီကောင်ကငါ့ကိုမခန့်တာတော်တော်လှုပ်ချင်တာဒီ die ရော့ရော့မှစားလိုက်ဗျာအိုးရှစ်မန်ဒမ်းမေးရလုံးဝအကေကြီးတော့ပါတော့ချက်ရှိုးလိုက်လာလီယာတော့လိုက်လို့ရတော့ဖီလစ်ကခုံသွားဆိုကျွန်တော်အမှပြန်ပတ်လိုက်တယ်လူကတ်နဲ့ဘတ်တယ်ဝင်တော့မယ်ဆိုရင်တော့ဒီသူ့ရဲ့AD ကိုရအောင်လုပ်ထားပေါ့သူရဲ့အောက်ကဘာလန်လေးပြအောင်ရအောင်လုပ်ထားအဲ့တော့မှလူကတ်ကဝင်လို့ကောင်းမယ်ပြီးတော့ဘတ်တယ်ထဲမှာလည်းပို့ပြီးတော့ကြာပို့ခံမယ်သူရဲ့ AD မရှိဘဲဝင်လိုက်တယ်ဆိုရင်တော့ brother တို့တေဖို့ကနည်းနည်းရာခိုင်နှုန်းနည်းနည်းများတယ်သူ AD ရှိမှဝင်တာပဲပို့ပြီးတော့ကောင်းတယ်enemy ဘက်ကဂျော်ဆန်ကတော့သူတို့ဘက်ကအရန်ကြီးလည်းမတာမနဲ့သူကဘတ်တယ်တွေပဲအတင်းလိုက်ဆိုင်နေရဗျမနတန်လည်းဓာတ်မီလည်းမရှိဘဲနဲ့ရှောက်ပြည့်မကျွန်တော်ကမှဒီတောင်ပွင့်သေးသူ scale 2 scale 1လေးတုံးပြီးတော့ AC လေးမှာဒါပဲကေးရအောင်ဒီမှာ AD ပြန်ဖွင့်လာလီယာကိုလည်း AD မရှိတော့တော့ဒီမှာပြန်တက် scale 2လေးတုံးဟာယာဘူစာလည်းမရဒီကောင်လည်းမလုပ်ဘူးကျွန်တော်မှ scale 1လေးရှိတယ်ရောမှမီနီရပါရပါတော့တော့မြင်နေနော်ဓာတ်မီရဆောင်းဝမ်းလုံးဝအကိတ်ကြီး9မိနစ်မိတ်ဂိမ်းလည်းရောက်ပြီဆိုတော့ကျွန်တော်တို့ lock ဆောင်မယ် lock ကေးပြီးတော့ကျွန်တော် mega လေးယူမယ်ဒီမှာတော့ granger တေသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့နည်းနည်းတော့ပတ်ရအောင်မယ်ဒါပေမဲ့ကျွန်တော်ဓာတ်မီရနည်းနည်းလောက်နေရဆိုတော့ဒီ dial လေးကိုနည်းနည်း passing ဆွဲခဲ့လိုက်အောင်ကောင်းလည်းနည်းနည်းရရင်ရတော့အသွေးလေးနည်းနည်း short မယ်ဟာယာဘူစာကတော့တယောက်တည်းလာပြီးတော့ AD လေး3ဟုတ်3တီ3ပေါ့ဒီကောင်ကတော့ဓာတ်မီတော့တိတ်မထွက်သေးဘူးအဲ့နဲ့ AD လေးဖွင့်ပြီးတော့လိုက်တက်လိုက်အောင်ရောလာလီယာနဲ့ဂျော်ဆန်လေးလည်းရှိသေးရဆိုကျွန်တော်နည်းနည်းဟိုလေးလှုပ်လိုက်အောင်မယ်လာလီယာရဲ့ short ဝေရတယ်နည်းတော့နားတယ်ဗျဒီကောင်ကလည်း AD လည်းရှိနေတာဆိုတော့သူ့ရဲ့ပုံးနေနဲ့ပဲကျွန်တော်တို့တည်သွားပြီဒီလိုနဲ့ပဲလော့နားလေးမှာနည်းနည်းရွလှုပ်နေတဲ့ကောင်လေးနည်းနည်းရှိရနဲ့လာလီယာလည်းထွက်လာတော့ဒီကောင် AD လည်းမရှိရနဲ့ဒီကောင်ကနည်းနည်းဆုံးသွားလိုက်ရော solo kill AD လေးဖွင့်နည်းနည်းဂျော်ဆန်လေးလည်းနည်းနည်းပတ်ချပေါ့ဒါပေမဲ့ဟိုဘက်ကနည်းနည်းဟိုဘက်ကပို့ပြီးတော့ damage ထွက်နေတဲ့ brother တို့ကြီးကျွန်တော်တို့ short သွားပြီဗျဒါပေမဲ့နည်းနည်းတန်ပါတယ်ဟိုဘက်က maxman ရောတန်ရောရလိုက်တာဆိုတော့တန်ပါကျွန်တော်လော့တော့ကေးလို့ရသွားပြီကျွန်တော်မရှိတော့အလဲလေးမှာဖြစ်စေတိုင်းဖြစ်နေတယ်ကျွန်တော်တို့ teammate ကိုနည်းနည်းသွားကူပေးလိုက်အောင်မယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းချနေရတာဟိဒါရောတော့နိုင်နေ easy မဂျော်ဆန်လေးလည်းနည်းနည်းထပ်ပြီးတော့ခွာလိုက်အောင်မယ်ဒီကောင်ကလည်းရောဒါနဲ့နှစ်ကောင်လုံးရသွားပြီဆိုတော့ကျွန်တော်တို့ lock ကေးရမယ်ကျွန်တော်တို့ teammate ကအခုဒီ lock မကေးရသေးဘူးဒီကောင်ကဒီကောင်လေးကအရန်ချခြင်းနေတဲ့ကောင်တွေဆိုတော့လေလေးမှာဖြစ်ချင်တိုင်းဖြစ်ပြီးတော့အခုမှ lock ကေးရအောင်ကဲ lock လည်းကေးပြီးသွားပြီနည်းနည်း10စက္ကန့်လည်းပြီးတော့မှဆိုတော့ lock ကချက်ချင်းထွက်လာတော့မှကျွန်တော်ဒီမှာ blue bat လေးခဏစား blue bat လေးခဏစားပြီးတော့ကျွန်တော်အပေါ်လင်းရတာဝါလည်းတစ်လုံးမှမရသေးဘူးဆိုတော့ကျွန်တော်အပေါ်လင်းကိုတွားပြီးတော့ push လိုက်တယ်ဒီကောင်တွေကတော့ side lane နဲ့ဒီအလဲလင်းကသူတို့တက်ကြမှာဆိုတော့ကျွန်တော်အပေါ်လင်းကိုပဲတွားပြီးတော့ push လိုက်မယ်ဒါပေမဲ့ဒီနှစ်တန်းနည်းနည်းရှိနေတယ်ကျွန်တော်နည်းနည်းတော့ဆွပြီးလိုက်တာကောင် AD နဲ့တော့ကောင် AD တော့နည်းနည်းရပါကျွန်တော်လာချကျွန်တော်လည်းချကျင်သွားဗျမလေးတေးမလို့ပဲဟေးတော်သေးတယ်မတေးသွားရှောင်းရင်ကမျက်နှာပြက်စရာကြီးလေဒီမှာလာလီယာအပေါ်လင်းကနေပြေးလာလာလီယာကိုနည်းနည်းလာလီယာကိုလည်းနည်းနည်းကောက်စားလိုက်ကျွန်တော်အပေါ်လင်းပဲပြန်တက်မယ်ဗျအပေါ်လင်းကနည်းတော့တခုမှမကြိုးသေးဘူးဆိုတော့ဟိုဘက်က enemy ကတော့၄ယောက်လုံးရှောင်းနေရဆိုတော့ကျွန်တော်တို့ဒီအလဲလင်းကနေပဲတက်ပြီးတော့အန်လို့ရပြီဟာယာဘူစာလည်းတကောင်ပဲရှိတော့ဆိုတော့ create အုပ်ကလည်းတော်တော်လေးဝင်နေဆိုတော့ရွှေရှောင်းပေါ့ဒီကောလေးပြပြီးတော့နိုင်သွားပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and subscribe လေးလုပ်ပေးသွားကြပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်